မဲညစ်တဲ့လူလို့ပြောလို့မရပါဘူးတဲ့ကောင်းလိုက်ဘူးလားအပေါ်ရင်အရေပြားလေးမဲတာနဲ့ဒီလူကိုမဲညစ်တဲ့လူလို့ပြောလို့မရပါဘူးတဲ့နာကံတော်တဇာတာဟောတိအန္တောတာရောဟိပြမနောအန္တောတာရောဟိအတွင်းမှာသီလသမာဓိပညာဆိုတဲ့စိတ်ကောင်းနှလုံးကောင်းနဲ့ပြည့်စုံနေမယ်ဆိုရင်ပြမနောပညာရှိသူတော်ကောင်းလို့ခေါ်ရပေတယ်အတွင်းထဲမှာကိုကျင့်တရားကောင်းမယ်စိတ်ရည်တည်ငြိမ်မှုရှိမယ်အမှန်တရားကိုထိုးထွင်းပြီးတော့သိမယ်အဲ့ဒါလို့သီလသမာဓိပညာဆိုတဲ့အဖို့တန်တဲ့စိတ်ဓာတ်တွေရှိနေမယ်ဆိုရင်ဒီပုဂ္ဂိုလ်အပြင်ကဘလို့ပုံစံမဲပေါက်လို့နေအဲ့ဒါပါလေသူတော်ကောင်းပဲတဲ့လူတွေကအပေါ်ယံနေကြည့်ပြီးတော့ဆုံးဖြတ်ကြတာနော်ဒီလူဘလို့လဲရုပ်ရည်လှရလားပညာတတ်ရလားပစ္စည်းဘလောက်ပေါ်သလဲအတိုင်းဝိုင်းကောင်းရလားအပေါ်ယံလောက်လေးတင်ကြည့်ပြီးတော့ဆုံးဖြတ်တာသူ့ရဲ့အတွင်းမှာဘလို့ရှိတယ်ဆိုတာအထိလိုက်ပြီးတော့စိတ်ဝင်စားတဲ့လူမနေဘူးလားနေပါဗျာနေတယ်ခုဘုရားလောင်းကပြန်ပြောနေတာအပေါ်ယံကြည့်ပြီးတော့မဆုံးဖြတ်နဲ့အတွင်းကိုကြည့်ပြီးတော့ဆုံးဖြတ်ဟုတ်လားဒါကြောင့်တယောက်နဲ့တယောက်ပေါင်းသင်းဆက်ဆံတော့မယ်ဆိုရင်အတွင်းကိုနားလေလေးမိတ်ကောင်းဆွေကောင်းရလေလေပဲသဘောပေါက်တယ်နော်အဲ့ဒါနဲ့မြတ်စွာဘုရားလောင်းတော်ကဘာပြန်ပြောတုံဆိုတော့နာကံတော်တဇာတာဟောတိအန္တောတာရောဟိပြမနောယတမိန်ပါပါဏိကမ္မာနိသဝေကံတော်သူဇုံပတိယတမိန်အကျင့်ပုဂ္ဂိုလ်ရဲ့တန်တမှာပါပါဏိကမ္မာနိယုံညံ့တဲ့အပြောတွေယုံညံ့တဲ့အလုပ်တွေယုံညံ့တဲ့အကြံစီတွေရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒါဘာဖြစ်တုံဆိုတော့သဝေကံတော်တိအဲ့ဒါကမှတကယ်လူညစ်ပတ်ပဲတဲ့အဲ့ဒီလူရဲ့စိတ်ထဲမကောင်းတာတွေရှိမယ်အဲ့ဒီလူရဲ့နှုတ်ကပြောလိုက်တဲ့စကားကမကောင်းတာတွေပြောမယ်မကောင်းတာတွေဆိုတော့ဒီလူတွေကသဘောပေါက်တယ်နော်မမှန်တဲ့စကားဟာမကောင်းတဲ့စကားချစ်ခင်မှုကိုကွဲပြားသွားစေတဲ့စကားသည်မကောင်းတဲ့စကားနားထောင်ရတာမသက်မသာကြမ်းကြမ်းထန်ထန်ထွက်လာတဲ့စကားသည်မကောင်းတဲ့စကားဘာအကျိုးမှမရှိတဲ့စကားသည်မကောင်းတဲ့စကားဝစီတုဒ္ဒရိုက်၄ပါးကိုရှောင်လိုက်တာဟုတ်လားအဲ့ဒါလို့ဦးဇင်းတို့ဘုရားလောင်းကြီးကအနှစ်ရှိတဲ့စကားပြန်ပြီးတော့ပြောလိုက်တာအပေါ်ယံကြည့်ပြီးတော့မဆုံးဖြတ်ပါနဲ့အတွင်းမှာသီလသမာဓိပညာရှိရင်ဒါသူတော်ကောင်းအတွင်းမှာယုံမှပက်ဆက်တဲ့အကျံအစီတွေရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒါမှတကယ့်ကိုလူယုံမှအရှိပဲလို့အဲ့ဒါလို့ပြောလိုက်တာအဲ့ဒီတော့တရားမင်းကဟာကြည်စမ်းငါစိတ်တူစရာပြောတာကိုစိတ်မတူပါဘဲနဲ့တကယ့်တလျှောက်လုံးမှတ်သားတဲ့အဖိုးတန်တဲ့စကားကိုပြောကြလိုက်တာကောင်းလိုက်တာကြည်ညိုသွားတယ်ဗျာတရားမင်းကနော်အစတုန်းကနေရာလူမှလားနေရာပြောင်းမှကြောက်တဲ့စိတ်နဲ့လာတာအခုစိတ်ပြောင်းသွားတယ်တရားမင်းကစိတ်ပြောင်းသွားတော့စိတ်ပြောင်းသည့်အားလျော်စွာဘုရားလောင်းကိုကြည်ညိုသွားတော့ကြည်ညိုသည့်အားလျော်စွာသူ့ရဲ့နှုတ်ကနေစကားသံတွေထွက်ကြလာတယ်ဧတာသမိန်တေသူလည်းပိတေပတိရူပိသူဘာတိတေဝရံပြမနတေတံပိယံကိဉ္စီမနသိစတိအင်မတန်မြတ်တဲ့အရှင်ရသေးတဲ့အရှင်ပြောတဲ့စကားဟာအင်မတန်ကောင်းတယ်ဘယ်ဘက်ကတွေးကြည့်အပြစ်ရှာလို့မရဒီလိုကောင်းသောစကားကိုပြောကြားနိုင်တဲ့အစွမ်းရှိတဲ့အရှင်ရသေးကိုကျွန်ုပ်အင်မတန်ကြည်ညိုပါတယ်ဒါကြောင့်မို့လို့အရှင်ရခြင်းနဲ့ဆုအရှင်အလိုရှိရာကိုပြောပါရှင်လိုချင်တာကိုကျုပ်ရအောင်ဖန်တီးပေးပါမယ်သူစိတ်ထဲမှာကြည်လင်သွားပြီဆိုတော့လိုချင်တာကိုမလုပ်ပေးမှာတယ်လေဖန်တီးပေးမယ်တဲ့အဲ့ဒီလိုဘုရားလောင်းကိုလိုချင်တာပေးမယ်ဆိုတော့ဘုရားလောင်းကဘာတွေလိုချင်မှလဲဒီနေရာမှာတရားကအထာကလေးလည်းပါတယ်ဗျဒီပုဂ္ဂိုလ်ဟာဘာကိုလိုချင်လို့ဒီအလုပ်ကိုလုပ်နေတာလဲဆိုတာကိုလည်း तू သိချင်သေးတယ်ဟုတ်လားအဲ့ဒီမှာဘုရားလောင်းက तू ဘာတွေလိုချင်ပါတယ်ဆိုတာကိုပြောလိုက်တယ်တကယ်စင်စစ်ကတော့ तू လိုချင်တာတွေကိုဒီတရားမင်းတစ်ခုမှမပေးနိုင်ဘူးဆိုတာလေဘုရားလောင်းကသိပေမဲ့လို့သူ့ရဲ့စိတ်ထဲမှာဘာတွေကိုလိုချင်နေပါတယ်ဆိုတာကိုလည်း तू သိသိချင်သေးတယ်အဲ့ဒါနဲ့ဘုရားလောင်းက तू လိုချင်တာတွေကိုတန်းပြီးတော့ပြောတယ်နော်ဝရင်စီမေဒောတကတပ္ပဗုဒ္ဓနာမိတ္တရာသူနေကိုတံသူနေဒောတံနေလောဘဟုတ်တိမတ္တနောနိတနေဟမပိကင်ခာမိဣတိမိစတုရောဝရီပါဠိလေးကလည်းရွတ်အောင်ပါဗျတရားပွဲလေးနဲ့တူအောင်ဟုတ်လားထိုက်တဲ့လောက်တော့နော်လူငယ်တွေနားမလဲပေမဲ့လို့ဒါဘုရားရဲ့နှုတ်တော်ကနေထွက်လာတဲ့အဖိုးမဖြတ်နိုင်တဲ့စကားတွေဆိုပြီးတော့တန်ဖိုးထားပြီးတော့နားထောင်စေခြင်းနဲ့နော်ဟုတ်လားဝရင်စီမေဒောတကတပ္ပဗုဒ္ဓနာမိတ္တရာသူနေကိုတံသူနေဒောတံနေလောဘဟုတ်တိမတ္တနောနိတနေဟမပိကင်ခာမိဣတိမိစတုရောဝရီ
ရှု၄မျိုးတခါတည်းတောင်းချလိုက်တယ်သူလိုချင်တဲ့ဆန္ဒ၄မျိုးကိုတခါတည်းဖွင့်ဟလိုက်တယ်သူလိုချင်တာ၄မျိုးအဲ့ဒီ၄မျိုးကဘာလဲဆိုတော့တရားမင်းတဲ့တကယ်လို့လေသင်ငါကိုရှုပေးမယ်သင်ငါကိုကြည်ညိုလို့ငါဖြစ်ချင်တာကိုဖန်တီးပေးမယ်ဆိုရင်တော့ငါဖြစ်ချင်တာကတော့ဒီ၄မျိုးပဲဆိုပြီးတော့ဘာပြောတုံးဆိုတော့သူနေကောတံအမျက်ကင်းသည်အဖြစ်ကို၎င်းအမျက်ကင်းတဲ့အဖြစ်စိတ်ထဲမှာသေးတဲ့ဒေါသကိုအမျက်လို့ခေါ်တယ်ပြီးတော့ဦးသိန်းနည်းနည်းရှင်းပြမယ်နော်သူနေကောတံအမျက်ကင်းသည်အဖြစ်ကို၎င်းသူနေဒေါသပြင်းမှားခြင်းဒေါသကင်းသည်အဖြစ်ကို၎င်းအမျက်နဲ့ဒေါသမတူတဲ့အကြောင်းလေးကိုပြီးတော့ပြောပြအမျက်ကင်းတဲ့အဖြစ်ကို၎င်းဒေါသဆိုတဲ့ပြင်းမှားခြင်းကင်းတဲ့အဖြစ်ကို၎င်းနေလောဘလူခြင်းမမုန်းမှုလောဘကင်းတဲ့ဆိုတဲ့အဖြစ်ကို၎င်းနိတနေဟံချစ်ချင်းကင်းတဲ့ဆိုတဲ့အဖြစ်ကို၎င်းဧတေမေစတုတော်ဝရိအင်းမြက်လာစွာတဲ့ဆု၄ပါးကိုငါရခြင်းနဲ့နော်ရခြင်းတဲ့ဆု၄မျိုးနော်တခါကြီးမိုက်မြအမျက်ကင်းတဲ့အဖြစ်